Amsterdam မှာကျွန်တော်တို့ရဲ့အခမ်းအနားတွေကိုကြည်နေကြတဲ့လူအောက်ကြီးစီမှာမြင်တွေ့ခဲ့တဲ့မြို့သူမြို့သားတို့ရဲ့ဂုဏ်ယူဝင်ကြွားမှုကိုမြောက်ဦးသားတွေရဲ့မျက်နှာမှာလည်းကျွန်တော်မြင်တွေ့ခဲ့ပါတယ်မြောက်ဦးအကြောင်းပြောမယ်ဆိုရင်မဟာမုနိအကြောင်းမပါလို့မရဘူးမဟာမုနိရုပ်ပွားတော်ဟာရခိုင်တပြည်လုံးမှာအမြင့်မြတ်ဆုံးတော်အရာပဲရခိုင်ရိုးရာယုံကြည်ချက်အရာဒီရုပ်ပွားတော်ဟာဗုဒ္ဓမြတ်စွာတက်တော်ထင်ရှားရှိစဉ်ကတည်းကသွန်းလွတ်ခဲ့တာဖြစ်ပြီးမြတ်စွာဘုရားကိုယ်တိုင်တက်တော်ထတ်တူအမြတ်တော်သွင်းခဲ့တာလို့ဆိုပါတယ်ဒီတမိုင်းကြောင်းကိုဘလို့ပဲယုံကြည်လက်တွေကတော့မဟာမုနိဟာရခိုင်ဘုရင်နိုင်ငံရဲ့နှလုံးသားဖြစ်နေတာပါပဲကျွန်တော်မဟာမုနိဘုရားကိုရောက်တော့ရခိုင်ပြည်သူတွေရဲ့တရားတရားကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်ကျွန်တော်အာရှနဲ့အစ္စလာမ်ကဘာတစ်ခွင်မှာဘာသာရေးယုံကြည်ကိုယ်ွယ်မှုပေါင်းစုံကိုမြင်ဘူးတယ်ဒါပေမဲ့မဟာမုနိမှာမြင်ရတဲ့ခံစားချက်ကတော့ပိုပြီးပြင်းထန်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီရုပ်ပွားတော်နဲ့ဒီလူမျိုးကြားကစစ်နွယ်မှုဟာဘာသာရေးတက်တက်မဟုတ်ပဲသူတို့ရဲ့အမျိုးသားရေးလက္ခဏာ national identity နဲ့ပါရောရှက်နေလို့ပါပဲမဟာမုနိကိုပူဇော်ခြင်းဟာဆုတောင်းခြင်းတက်တက်မဟုတ်ပဲငါဟာဘသူလဲငါဟာဘယ်လူမျိုးလဲဆိုတာကိုဖော်ပြနေတယ်လို့ပါပဲရုပ်ပွားတော်ပေါ်မှာမျိုးဆက်ပေါင်းများစွာကတ်လူထားတဲ့ရွှေကင်းကန်းတွေဟာဘလောက်တောင်ထူးသေးနေတယ်လဲဆိုရင်မူလပုံတရံကိုတော့မမြင်ရတော့ဘူးကျွန်တော်ဟာဒီရုပ်ပွားတော်ရှိမှရက်နေရင်နှစ်ပေါင်းများစွာစုစည်းလာတဲ့တရားတရားရဲ့အရှိတော်ကိုခံစားသိရှိခဲ့ရတယ် VOC ကုမ္ပဏီကကျွန်တော်တို့ကိုမြောက်ဦးကိုဘာကြောင့်လွှတ်တယ်လဲဆိုတာကိုရိုးရိုးသားသားပြောပြမယ်ကျွန်တော်တို့ဟာခရီးသွားဖို့တမိုင်းလေ့လာဖို့လာကြတာမဟုတ်ပါဘူးကုန်ထွယ်ဖို့လာကြတာအဲ့ဒီကုန်ထွယ်မှုကနှစ်မျိုးရှိပါတယ်တစ်မျိုးကတော့လက်ခံနိုင်တဲ့ကုန်ထွယ်မှုဖြစ်ပြီးနောက်တစ်မျိုးကတော့ခေတ်တဆန်တို့အရာလက်မခံနိုင်တဲ့အရာပါပထမတစ်ခုကတော့စံစဘာပါရခိုင်ပြည်ဟာကလားတန်နဲ့နေမြို့ဝင်းတွေကနေစံစဘာတွေကိုအများအပြားထုတ်လုပ်တယ်နေဒါလန်တို့ရဲ့အင်ဒိုနီးရှားကစခိုင်းတွေဖြစ်တဲ့ဘာတေဗီယာဘန်ဒါကျွန်းတွေဟာစံကိုအမြဲတင်သွင်းနေရတယ်ရခိုင်ပြည်ကစံတွေဟာအရှိတောင်အာရှတခွင်ကနေဒါလန်အမှုထံတွေကိုကျွေးမွေးနေတာဖြစ်တယ်ဒါဟာနှစ်ဦးပဲအကျိုးရှိတဲ့ကုန်ထွယ်မှုဒုတိယတစ်ခုကတော့ကျွန်းတွေပါလေဒါကိုဂုံယူပြီးပြောနေတာမဟုတ်ပေမဲ့သမိုင်းအမှန်တရားအရာမှတ်တမ်းတင်ရမှာပါယခုမရစုမှာကျွန်းကုန်ထွယ်မှုဟာရခိုင်စီးပွားရေးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး VOC ကုမ္ပဏီကလည်းအဲ့ဒီမှာပါဝင်ခဲ့ကြတယ်ဘင်္ဂလားပင်လယ်အော်ကန်ရောတွေကနေဖမ်းဆီးလာတဲ့ဘင်္ဂလိနဲ့အိန္ဒိယလူမျိုးတွေကိုကျွန်းအဖြစ်ဝယ်ယူရောင်းချခဲ့ကြတယ်ကျွန်တော်တို့နေသာလာနတ်သားတွေဟာဒါကိုစတင်စီဖြစ်သူတွေမဟုတ်ပေမဲ့စီးပွားရေးအကျိုးအမြတ်အတွက်ပါဝင်ပတ်သက်ခဲ့ကြတယ်ဒါကိုကြည့်ရင်သမိုင်းဆိုတာဖြစ်တော့မှမရိုးရှင်းပါဘူးကြီးကျယ်တဲ့အမှုပညာနဲ့ယဉ်ကျေးမှုကိုဖန်တီးနိုင်တဲ့လူမျိုးတိုင်းဟာရက်ဆက်မှုတွေနဲ့ကင်းဝေးတာမျိုးမဟုတ်ဘူးမြောက်ဦးဟာခမ်းနားထဲဝါမှုရောခေါင်မြတ်ဝဲကောင်းမှုရောဒွန်တွဲနေတဲ့မြို့တစ်မြို့ပါတစ်ဖက်မှာလည်းရခိုင်ဘရင်တွေကကျွန်တော်တို့စီကနေအရေးကြီးတာတစ်ခုကိုလိုချင်နေတယ်အဲ့ဒါကတော့စစ်ပညာပါမြောက်ဘက်ကမော်ဂိုအင်ပါယာကြီးဟာရခိုင်ပြည်ကိုမျက်စိကျနေတာကြောင့်ရခိုင်ဘရင်တွေကနေသာလန်ရဲ့အမြောက်တွေရေနက်အတက်ပညာနဲ့စီရေးမဟာမိတ်ကိုလိုအပ်နေတာဖြစ်တယ်ဒါကြောင့်ရခိုင်နဲ့ VOC ကြားကဆက်ဆံရေးဟာစံနဲ့ကုံထွယ်ခွင့်ကိုလက်နက်စစ်ပညာနဲ့လဲလူဆက်ဆံရေးဖြစ်တယ်မြောက်ဦးမှာရှိနေတဲ့အချိန်မှာပဲဒီနေရာရဲ့နိုင်ငံရေးအခြေအနေဟာလုံးဝတည်ငြိမ်မနေဘူးဆိုတာကိုကျွန်တော်သိခဲ့တယ်အဲ့ဒီအချိန်မှာဖြစ်ပျက်ခဲ့တဲ့အရာတစ်ခုကနောက်ပိုင်းမှာရခိုင်ပြည်ရဲ့စုပ်ယွန်းခြင်းအစပြိုးခြင်းဖြစ်လာခဲ့တယ်ကျွန်တော်မရောက်ခင်နှစ်အနည်းငယ်အလိုမှာရှာရှူဂျာလောက်ခေါ်တဲ့မော်ဂေါ်မင်းသားတူကတူညီ RNZ နဲ့နန်းလူပွဲမှာရှုံးနေပြီးရခိုင်ပြည်ကိုတွက်ပြေခိုးလုံလာခဲ့တယ်ရခိုင်ပြည်ရင်စန္ဒတုဓမ္မကအစပိုင်းမှာခိုးလုံခွင့်ပေးခဲ့ပေမဲ့နောက်ပိုင်းမှာဆက်ဆံရေးပြတ်ပြားသွားခဲ့တယ်ရှာရှူဂျာဟာရခိုင်ပြည်ကိုလောက်ကြံပဲကြံစီရဲလို့ဆွတ်ကြောခံခဲ့တဲ့နောက်စန္ဒတုဓမ္မမင်းကသူနဲ့သူနောက်လိုက်တွေကိုတပ်ဖြတ်ခဲ့တယ်ဒီဖြစ်ရဲ့အကျိုးဆက်ကကြီးမားပါတယ်အဲ့ဒီအချိန်မှာအာရှရဲ့ကြီးကျယ်တဲ့အင်ပါယာဖြစ်တဲ့မော်ဂေါ်အင်ပါယာရဲ့ဧကဂရိဖြစ်နေတဲ့ RNZ ဟာသူညီအသက်ခံရတာကိုအကြောင်းပြပြီးရခိုင်အီကိုစတင်ဖိအားပေးတော့တယ်1666ခုနှစ်ကျွန်တော်ရောက်ခင်နှစ်အနည်းငယ်အကြာမှာမော်ဂေါ်တွေကရခိုင်ပိုင်စစ်တကောင်ကိုပြန်လည်သိမ်းကြိုင်နိုင်ခဲ့တယ်စစ်တကောင်ဟာရခိုင်ရဲ့အရေးအပါဆုံးစိတ်ကပ်မှုတစ်မျိုးဖြစ်တယ်ဒါကိုဆုံးရှုံးလိုက်တာဟာရခိုင်ပြည်ရဲ့အာဏာနဲ့အထွင်ပန်တာကိုအကြီးအမာထိခိုက်စေခဲ့တယ်ကုံသွယ်ရေးအကျိုးအမြတ်ကိုပဲကြည်တတ်တဲ့ကျွန်တော်တို့နယ်သာလန်သားတွေဟာရခိုင်ပြည်အားနဲ့လာတာကိုမြင်တဲ့အခါစံဝဲဖို့တခြားနေရာတွေကိုရှာဖွေတော့တယ်ကျွန်တော်မြောက်ဦးမှာရှိစဉ်ကရရှိခဲ့တဲ့နှွေးထွေးတဲ့ဆက်ဆံရေးဟာနောက်ပိုင်းနှစ်တွေမှာအေးဆက်သွားခဲ့တယ်စီးပွားရေးဆိုတာတန်ရောစင်မရှိပါဘူးမြောက်ဦးမှာကုံဆုံးခဲ့တဲ့ကျွန်တော်ရဲ့နောက်ဆုံးနေ့မနက်အစောကြီးမှာမြို့ပေါ်ကတောင်ကုန်းတစ်ခုပေါ်ကိုတက်ပြီးတစ်မြို့လုံးကိုနှံ့ကြည့်ခဲ့ပါတယ်အစောပိုင်းနေရောင်ကြီးဟာရေလမ်းကြောင်းတွေပေါ်မှာထင်ဟပ်နေတယ်တောင်ကုန်းတိုင်းမှာရှိတဲ့ဈေးတွေစီကိုဗျာဖူးတွေတက်နေကြတာကိုမြင်နေရတယ်
စိတ်ကမ်းပါလေကုံထွဲတင်းပေါ်တွေစတင်လွတ်စားနေပြီလို့ထွာလာတဲ့မြို့ပါရဲ့အတန်းတွေဟာကျွန်တော်ရက်နေတဲ့နေရာအထိဖြန့်လွတ်လာတယ်ကျွန်တော်အာမ်စတာဒမ်ကိုတွေးမိတယ်လစ်ဘုန်ကိုတွေးမိတယ်ကျွန်တော်ဘဝတစ်လျှောက်လုံးရောက်ထူးသမျှကဘာပေါ်ကမြို့တိုင်းကိုပြန်တွေးကြည့်တယ်ပြီးတော့ကျွန်တော်ရဲ့မှတ်တမ်းစာအုပ်ထဲမှာရေးခဲ့တယ်မြောက်ဦးဟာဥရောပကဘေးမြို့တော်ကမှအားမကျနေစရာမလိုတဲ့မြို့တစ်မြို့ဖြစ်တယ်တဲ့မြို့ရဲ့အတိုင်းအတာအရရောအသိပညာကျွယ်ဝမှုအရရောအလအပနဲ့ချမ်းသာကျွယ်ဝမှုတွေမှာရောဘယ်မြို့နဲ့မဆိုရင်ပေါင်းတာနိုင်တယ်ကျွန်တော်ဟာနယ်သာလန်သားသမားတော်တယောက်ခရိယန်တယောက်လည်းဖြစ်တယ်မြန်မာပြည်အမြောက်ဘက်ကဗုဒ္ဓဘာသာနိုင်ငံတစ်ခုကိုဗတ်လိုက်ပြီးချီးမွမ်းစရာအကြောင်းမရှိပါဘူးဒါပေမဲ့ကျွန်တော်မြင်ခဲ့ရတာတွေကိုပဲမှတ်တမ်းတင်ခဲ့တယ်ကျွန်တော်မြင်ခဲ့ရတာကတော့တကယ်ကိုခမ်းနားလွန်လာပါတယ် ဝါတာရှောက်တန်ဟာနယ်သာလန်ကိုပြန်ရောက်တဲ့အခါသူ့ရဲ့အာရှခရီးသွားမှတ်တမ်းနဲ့ပန်းချီကားတွေကိုထုတ်ဝေခဲ့ပါတယ်။သူ့ရဲ့မြောက်ဦးမြင်ကွင်းကျဲပန်းချီကားတွေဟာ19ရာစုအရှိတောင်အာရှသမိုင်းအတွက်အဖိုးမဖြတ်နိုင်တဲ့မှတ်တမ်းတွေဖြစ်နေစေပါ။ရခိုင်ပြည်နိုင်ငံဟာ1666ခုနှစ်မှာစစ်တပ်ကောင်ကိုဆုံးရှုံးပြီးနောက်ပိုင်းတပြေးပြေးဆုတ်ယုတ်လာခဲ့ပါတယ်။ပြည်တွင်းနန်းလူပွဲတွေကဘရင်စနစ်ကိုအားနည်းစေခဲ့ပါတယ်။နယ်သာလန် VOC ကုမ္ပဏီလည်းစုခွာသွားခဲ့ပါတယ်။1984ခုနှစ်မှာမြန်မာဘရင်ဘိုးတော်ပြားဟာရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးမြောက်ဦးကိုအောင်နိုင်ခဲ့ပါတယ်။သူဟာရခိုင်ပြည်ရဲ့အချုပ်အရာအာဏာပြယူတတ်တဲ့မဟာမုနိရုပ်ပွားတော်ကြီးကိုမန္တလေးကိုပြင်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီရုပ်ပွားတော်ဟာဒီနေ့အထိမန္တလေးမဟာမုနိဘုရားကြီးမှာရှိနေပြီးနှစ်စဉ်ဘုရားဘိုးသိမ်းပေါင်းများစွာကလာရောက်ဖူးမြော်နေကြဆဲဖြစ်ပါတယ်။တချိန်ကနယ်သာလန်သမားတော်တို့ကအမ်စတာဒမ်၊လစ်ဘွန်တို့နဲ့နှိုင်းယှဉ်ချီးမွမ်းခဲ့တဲ့မြောက်ဦးမြို့ဟာဒီနေ့မှာတော့မြန်မာနိုင်ငံရခိုင်ပြည်နယ်ကမြို့ငယ်လေးကမြို့ဖြစ်နေပါပြီ။ကြီးကျယ်တဲ့ကြောက်စီဒီကြီးတွေကတော့တောင်ကုန်းတွေပေါ်မှာရှိနေစေပါရေလမ်းကြောင်းတွေကတော့အရင်ကထက်တိတ်ဆိတ်သွားပါပြီလမ်းတော်ကြီးလည်းမရှိတော့ပါဘူးဒါပေမဲ့မနက်အစောကြီးမှာအဲ့ဒီတောင်ကုန်းတစ်ခုပေါ်ကိုတက်ပြီးအရက်မျက်နှာတိုင်းကဇေဒီပထိုးတွေကိုလှမ်းကြည့်လိုက်မယ်ဆိုရင်တော့ဝါတာရှောက်တန်1660ပြည့်နှစ်မှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းမျိုးကိုခဏတာမြင်တွေ့နိုင်ပါလိမ့်မယ်ဘသူကမှအားကျစရာမလိုခဲ့တဲ့မြို့တော်ကြီးပေါ့သမိုင်းကဒီမြို့တော်ကြီးကိုပြုတ်နိုင်ထားခဲ့ပြီးမြဲကြောက်တုံးတွေကတော့ဘဲတော့မှမမေ့ပါဘူးမြောက်ဦးဆိုတာလူတွေအမြဲအမှတ်ရနေစင်းတဲ့နေရာမို့လို့ပါ